ဒီကောင်မလေးကခုတလောအရန်နာမည်ကြီးနေတဲ့ကမ်ဘောဒီးယားထောင်ပြစ်မှုမှာပါတဲ့ဘီယန်နိုင်ငံသူတယောက်ပေါ့သူယောက်ျားကဆေးမှုလက်နက်မှုတွေနဲ့ထောင်ချသွားတယ်သူယောက်ျားရုံထုတ်တဲ့နေ့မှာသူကတရားရုံးရှိသွားပြီးသူယောက်ျားလက်ထဲတနက်တလက်ထည့်ပေးလိုက်တယ်သူယောက်ျားကတနက်နှစ်ချက်ဖောက်ပြီးတခြားထောင်သားတွေနဲ့ထွက်ပြေးတယ်လက်မှာကားကလမ်းဘေးနွယ်ထဲကျွံကျသွားလို့သူတို့ထပ်အဖမ်းခံလိုက်ရတယ်TikTok မှာတွေ့မြင်ကြမှာပါအချက်အတွက်သက်စွန့်ဆံဖျားအချက်အတွက်အသက်ဆုံးဝင်တဲ့ဒီကောင်မလေးအတွက်တရှင်အမျိုးမျိုးဆက်ဆူပေးထားကြတယ်သူ့ကိုယောက်ျားသားတွေရင်ထဲကလက်ဖျားမှလို့တင်စားကြတယ်ဝေဖန်မှုအမျိုးမျိုးရှိပေမဲ့အချက်ပေါ်ထားတဲ့သူ့ရဲ့သစ္စာရှိမှုကိုတော့လူတွေအရင်ချစ်ကြကြပါတယ်တချို့ကလည်းရာဇဝတ်မှုကရာဇဝတ်မှုအချက်ကအချက်ပါကိုယောက်ျားကိုကတင်တဲ့သူရဲ့ကောင်းဆန်တဲ့သူ့လိုရဲ့ကိုတို့ယူယူတတ်တာလေးစားပါတယ်တရုတ်ကပြဆရာမတယောက်ပြောခဲ့တယ်လို့ပါပဲမင်းငါ့ကိုရင်ထဲထည့်ထားရင်အယိုးလေးအထိတန်ဖိုးထားရင်ငါ့ကိုကောက်ွယ်ပေးရင်မင်းကလူလားတစီလားဆိုတာမခွေးချပဲငါမျက်စိစုံမိတ်ရှစ်ပြစ်မင်းဆိုသလိုပေါ့အကျိုးအမြတ်တာအထီးကားထားတဲ့သစ္စာမရှိယုံကြည်မှုမရှိလက်တွေ့ဆံမှုနဲ့ရက်စက်မှုတွေပဲရှိတဲ့ဒီကမ္ဘာမှာသူဟာအဖြူစင်ဆုံးအရေးရင်ဆုံးအခိုင်အမာဆုံးရေဆုံးတတိနဲ့အကောင်းဆုံးအဖြေကိုပေးခဲ့ပါလေလို့ဆိုတယ်တချို့ကလည်းမင်းကိုလေးစားပါလေဥပဒေချိုးဖောက်ခဲ့ပေမဲ့ကိုယောက်ျားအပေါ်သစ္စာရှိပြီးအခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါသူ့ကိုမင်းမစွန့်ပစ်ခဲ့ဘူးမင်းယောက်ျားမှာမင်းလိုမိန်းမရှိတာနဲ့တည်းဘဝကိုသူအနိုင်ရလိုက်ပါပြီလို့ဆိုတယ်တချို့ကလည်းအချစ်အတွက်အရာအလုံးကိုသူပေးဆက်တယ်ဥပဒေအရသူမှားပေမဲ့ရှေ့ရဲမှာတော့သူမှန်တယ်တဲ့ကမလေးကချောတော့သူဖမ်းမိတဲ့အချိန်သတင်းထောက်တစ်ယောက်ကသူ့ကိုပါကင်နာကလောက်တယ်ဒါကို online သုံးတဲ့သူတွေဝေဖန်ပြောဆိုတဲ့အခါအဲ့သတင်းထောက်ကိုဖြုတ်ပစ်ပြီးလိုင်စင်သိမ်းလိုက်တယ်ဆိုပါတယ်တချို့ကရေစခန်းရှိမှသူ့အတွက်ပန်းတွေတွားချထားတယ်သူ့အတွက်ရန်ပုံငွေကောက်ကြတယ်ဆိုတယ်သူ့လိုရက်ကရာဇဝတ်မှုဆိုပေမဲ့အချစ်စစ်ကိုလူတွေတဖန်ပြန်တွေးလိုက်ရလို့ဖြစ်မယ်ဆရာမနိုင်စနေကြီးတဲ့အကြောင်းအရာတစ်ခုကိုပြန်လည်ပြောင်းလဲခြင်းဖြစ်ပါတယ်။နားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။